ရေချိုးပြီးတိုင်းငကြက်တန်နဲ့နားကိုကြက်တက်တဲ့အချင်းရှိတယ်ဆိုရင်ဒီဗီဒီယိုကိုပြီးအောင်ကြည့်ပါဒီဗီဒီယိုမှာကျွန်တော်အဓိကပြောထားမှာကတော့နားရဲ့ဖွဲ့စည်းပုံကျွန်တော်အတန်ဖြစ်ပေါ်လာတဲ့ပုံစံပေါ့နော်ဒီဟာလေးကတော့စိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့နှဖာကြီးဖြစ်ပေါ်လာတဲ့ပုံပေါ့နော်သူ့ဟာနဲ့တူဒီနှဖာကြီးတွေနဲ့ကျွန်တော်ရဲ့နားကိုမပိတ်မိအောင်လို့နားကဘယ်လိုမျိုးစနစ်နဲ့လဲပဲနေရလဲဆိုရင်ပြပြီးတော့လည်းပြောမယ်ပြီးတော့တတိယအချက်အနေနဲ့ကျွန်တော်ဒီနေ့ရဲ့ main topic ဖြစ်တဲ့ငကြက်တန်နဲ့နားဘာလို့မကျက်တက်တာလဲပေါ့နော်ဒီလိုမျိုးရေရှိအနေနဲ့လောက်သွားမယ်ဆိုရင်ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကဘာတွေဖြစ်မှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောတော့မယ်ပထမဆုံးကျွန်တော်နားရဲ့ဖွဲ့စည်းပုံအရင်ကြည့်ကြအောင်နားကိုကျွန်တော်အပိုင်း၃ပိုင်းခွဲထားလို့ရပါတယ်ကျွန်တော်ဒီနေရွက်ကနေပြီးတော့ဒီမှာနားစီရှိရပေါ့နော်ဒီနားစီထိကိုကျွန်တော်က external ear အပြင်ပိုင်းနေရွက်ပေါ့နော်ပြီးတော့နားစီကနေပြီးတော့ကျွန်တော်ဒီမှာ Q လိုပုံစံမျိုးရှိနေတာပေါ့နော်အဲ့အထိကိုဒီကြားမှာရှိတဲ့အပိုင်းကိုကျွန်တော်က middle ear ပေါ့နော်နားရဲ့အလယ်ပိုင်းလို့ခေါ်ပါတယ်ပြီးတော့ဒီ Q ပုံရှိတဲ့နေရာနေပြီးတော့ကျွန်တော်တို့နားရဲ့အဆုံးထိကိုကျွန်တော်က inner ear ပေါ့နော်နားရဲ့အတွင်းပိုင်းဆိုပြီးတော့ကျွန်တော်အပိုင်း၃ပိုင်းခွဲခြားလို့ရပါတယ်ဒါကိုသိသွားပြီဆိုရင်တော့ကျွန်တော်ရဲ့နားကအတန်ကိုဘယ်လိုမျိုးကြားရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးပြောရအောင်နားကဘယ်လိုမျိုးအတန်ကြားရတဲ့ပတ်သက်ပြီးတော့ကျွန်တော်၃ခုမှတ်ရပါတယ်ကျွန်တော်ပထမဦးဆုံးကတော့အတန် line ပါပြီးရင်ကျွန်တော်ဆက်ပစ္စည်းဆိုပြီးတော့မှတ်ထားမယ်ပြီးတော့နောက်ဆုံးကရေ line ဆိုပြီးတော့ကျွန်တော်မှတ်ထားမယ်နော်ဒီတော့ပထမဦးဆုံးကျွန်တော်အတန်တစ်ခုဖြစ်လာတာပေါ့နော်အတန်တစ်ခုဖြစ်လာတဲ့အချိန်မှာကျွန်တော်ရဲ့ဒီနေရွက်ကသူကဆလောင်းလုံးပုံစံမျိုးပေါ့နော်သူကအတန်တွေကိုများတဲ့တောင်များအောင်သူကဖမ်းပေးတာပေါ့နော်ဖမ်းပေးပြီးတော့ဒီအတန် line တွေကကျွန်တော်ဒီမှာရှိတဲ့နားစီကိုတွားပြီးတော့ရိုက်ခတ်မိတဲ့အခါမျိုးမှာဆိုရင်ဒီနားစီကတော့လှုပ်ခတ်သွားတာပေါ့နော်အဲ့လှုပ်ခတ်သွားတဲ့နားစီကနေပြီးတော့ကျွန်တော်ဒီmiddle ear လို့ခေါ်တဲ့နားရဲ့အလယ်ပိုင်းမှာကျွန်တော်အယိုးကလေး၃ခုရှိတယ်အယိုး၃ခုပေါ့နော်တေးသေးလေးအဲ့အယိုး၃ခုကသူကဆက်ပစ္စည်းလိုပဲတစ်ခုနဲ့တစ်ခုဆက်နေတဲ့အတွက်ကြောင့်မလို့အတန်လိုင်းကကျွန်တော်ရဲ့ဒီနားစီကိုလာပြီးတော့ရိုက်ခတ်တဲ့အချိန်မှာအဲ့နားစီနဲ့ကတ်နေတဲ့ဒီအယိုးကစပြီးတော့လှုပ်တာပေါ့နော်ဒီအယိုးလေးပေါ့နော်သူကစပြီးတော့လှုပ်တယ်သူကစပြီးတော့လှုပ်လိုက်တဲ့အတွက်ကြောင့်မို့ကျန်တဲ့ဒုတိယတစ်ခုနဲ့ဒီတတိယတစ်ခုရဲ့အယိုးကဆက်ပြီးတော့သူကလှုပ်ရှားတော့တာပေါ့နော်နောက်ဆုံးဒီတတိယအယိုးသေးသေးလေးတစ်ခုကပေါ့နော်သူကဒီ Q လိုပုံစံရှိနေတဲ့ဒီပစ္စည်းကိုကျွန်တော်သွားပြီးတော့ရိုက်ခတ်တယ်အဲ့ဒီ Q လိုပုံစံရှိနေတဲ့ပစ္စည်းတွေထဲမှာသူကရေတွေအများကြီးရှိတာပေါ့နော်အဲ့လိုမျိုးတွားပြီးတော့ရိုက်ခတ်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရေလိုင်းလေးတွေဖြစ်လာပြီးတော့အဲ့ဒီရေလိုင်းတွေကိုဒီထဲမှာရှိနေတဲ့ကျွန်တော် hair cells လို့ခေါ်တဲ့ကျွန်တော် cell တေးလေးတွေပေါ့နော်အဲ့ဒီ hair cells တွေကတော့ဒီ line တွေကိုဖမ်းပြီးတော့ကျွန်တော်ဒီအာရုံကြောစီကိုပို့ပေးတာပေါ့နော်ဒီမှာအာရုံကြောလေးရှိတယ်အဲ့အာရုံကြောကနေပြီးတော့မှနောက်ဆုံးကျွန်တော်ရဲ့ဒီအုံနောက်စီကိုပို့ပြီးတော့ကျွန်တော်ဒီအတန်ကိုကြားရတယ်ပေါ့နော်ကျွန်တော်လက်ခုပ်တီးတဲ့အတန်လားဒါမှမဟုတ်ကျွန်တော်အတန်တိုးလေးဆိုရင်လည်းကျွန်တော်ဒီနားစီကိုတတလေးလောက်ခတ်ပြီးတော့ပေါ့နော်နောက်ဆုံးကျွန်တော်ပါအတန်လဲဆိုတာသိရမှာပေါ့နော်အဲကြောင့်မလို့ဒါကတော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်သူကအတန်လိုင်းနေပြီးတော့ကျွန်တော်ဒီအယိုးလေးတွေကိုလောက်ခတ်စေတယ်လောက်ခတ်ပြီးတော့မှကျွန်တော်ရေလိုင်းလေးတွေဖြစ်တယ်နော်ရေလိုင်းနေပြီးတော့မှနောက်ဆုံးကျွန်တော်ရဲ့ဒီအာရုံကြောစနစ်ကနေပြီးတော့အုံနောက်စီကိုပို့တာပေါ့နော်သူကမတူညီတဲ့ပုံစံ၃မျိုးပြောင်းပြီးတော့မှကျွန်တော်အတန်ကြားရတာဖြစ်ပါတယ်ဒါတော့မိုက်တယ်ပေါ့နော်ဒီတော့ပထမအပိုင်းကျွန်တော်ဒီနားရဲ့ဖွဲ့စည်းပုံနဲ့အတန်ဖြစ်ပေါ်လာပုံပြီးသွားပြီနောက်တဲ့ဒုတိယပိုင်းအနေနဲ့ကတော့ကျွန်တော်ဒီနှဖာကြီးဘယ်လိုမျိုးဖြစ်ပေါ်လာရလဲပေါ့နော်နှဖာကြီးကဘယ်ကနေထွက်လာလဲဆိုတာသိဖို့ဆိုရင်ကျွန်တော်ဒီနားလေးအရင်ကြည့်အောင်ကျွန်တော်ရဲ့ external ear ပေါ့နော်ခုနပြောလို့ external ear ရဲ့ကျွန်တော်ဒီအပြင်ဘက်နားလေးမှာဒီအမွေးပေါက်နေတဲ့နားလေးမှာပေါ့နော်ကျွန်တော် glands လေးတွေရှိတယ်အဲ့ဒီ glands က2မျိုးရှိတယ်ပထမတစ်မျိုးကတော့ကျွန်တော် ceruminous gland လို့ခေါ်ပါတယ်cerumen ဆိုတာကကျွန်တော် earwax နဲ့အတူတူပါပဲနော်တွားနှဖာကြီးကိုကျွန်တော်စေပညာခေါ်ဝင်တော့ဗောနော် cerumen ဆိုပြီးခေါ်ကြအဲ့ ceruminous gland ကနေပြီးတော့ကျွန်တော်အဖြူရောင်အရည်လေးတွေထုတ်တတ်တယ်နည်းနည်းစေးကက်တဲ့အဖြူရောင်အရည်လေးကျွန်တော်ထုတ်တတ်တယ်ဟုတ်ပြီပထမတစ်ခုရတော့ပြီဗောနော်နောက်တဲ့ glands တစ်ခုကတော့ကျွန်တော် sebaceous gland လို့ခေါ်တယ်အဲ့ sebaceous gland ဆိုတာကတော့ကျွန်တော်အဆီ gland ဗောနော်အဆီ gland နေပြီးတော့ကျွန်တော်ရှင်းရှင်းလေးပဲကျွန်တော်အဆီတွေထုတ်တာဗောနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော် ceruminous gland နေပြီးတော့ကျွန်တော်အဖြူရောင်ကျွန်တော်စေးကက်ကက်အရည်တွေထုတ်တယ်ပြီးတော့အဆီ gland နေပြီးတော့အဆီထုတ်တယ်နောက်တစ်ခုကကျွန်တော်သိထားမှာကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ cells တွေရပေါ့နော်သူကအချိန်ကာလတစ်ခုကြာလာတဲ့အခါမှာဆိုရင်ဒီအပေါ်မှာရှိတဲ့ cell တွေကတေးပြီးတော့ကျွန်တော်အောက်ကနေပြီးတော့အတစ်တွေပြန်ပြီးတော့ထွက်လာတာပေါ့နော်ကျွန်တော်အရေပြားနေပြီးတော့ကြီးထွက်တယ်လို့မျိုးပေါ့နော်သူကဒီ dead cell ပေါ့နော်cell အသေးလေးတွေစုလာပြီးတော့ကျွန်တော်ကြီးဖြစ်လာပါပေါ့နော်အဲ့လိုမျိုးပုံစံအတိုင်းပဲနားရဲ့ဒီအထဲမှာဆိုရင်လည်းကျွန်တော်ဒီ cell လေးတွေရှိတာပေါ့နော်အဲ့ဒီ cell လေးတွေကတေးပြီးတော့ကျွန်တော်ကွာကြတော့တဲ့အချိန်မှာဆိုရင်ခုနပြောတဲ့ကျွန်တော်တို့ဒီ gland တွေထုတ်ပြီးတော့ကျွန်တော်အရည်တွေနဲ့ပေါင်းတာပေါ့နော်ပေါင်းလိုက်တဲ့အခါမှာကျွန်တော်တို့ earwax လို့ခေါ်တယ်ကျွန်တော်နှဖာကြီးဆိုဖြစ်လာတာပေါ့နော်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်အမွှေးလေးတွေရှိရပေါ့နော်တခါကျရင်ဒီနှဖာကြီးထဲမှာအမွှေးလေးတွေပါတတ်တယ်ပေါ့နော်ဒီတော့နှဖာကြီးမှာပါဝင်တဲ့ပစ္စည်းကတော့ကျွန်တော်အကြမ်းမြင်ပြောမယ်ဆိုရင်၃မျိုးပေါ့နော်ကျွန်တော် glands တွေကနေထုတ်တဲ့ကျွန်တော်ဒီအဆီနဲ့ကျွန်တော်အရည်တွေ
ပြီးတော့ဒုတိယတစ်ခုကတော့ကျွန်တော်ဆဲအသေးလေးပြီးတော့နောက်ဆုံးကတော့ကျွန်တော်အမွေးလေးတွေပါတတ်တာပေါ့နော်ဒါဆိုရင်ကျွန်တော်နှစ်ဖာကြီးကဘယ်လိုမျိုးထွက်လာဆိုသိသွားပြီပေါ့နော်ဒီတော့နားနေပြီးတော့ကျွန်တော်နှစ်ဖာကြီးတွေထွက်လာတာပေါ့နော်တရတခြားတော့နည်းနည်းထွက်တယ်ဆိုရင်တော့မှကြာလာရင်သူကအများကြီးဖြစ်ပြီးတော့နားကိုမပိတ်နိုင်ဘူးလားဆိုပြီးတော့မေးစရာမေးခွန်းရှိပါတယ်အဖေကတော့အကယ်၍ကျွန်တော်တို့ကနားကိုသွားပြီးတော့ဘာမှမလုပ်ဘူးဆိုရင်သူ့ဟာနဲ့တူကကျွန်တော်နားမပိတ်တတ်ပါဘူးပိတ်ဖို့ chance ကအရင်နည်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခုနပြောသလိုမျိုးကျွန်တော်ဆဲအသေးလေးတွေကပေါ့နော်ဆဲအသေးလေးတွေကကျွန်တော်တို့ကွာချတဲ့ပုံစံရပေါ့နော်သူကအပြင်ကနေအထဲမဟုတ်ဘဲနဲ့ကျွန်တော်ဒီအထဲကနေအပြင်ကွာကြတာပေါ့နော်ဒါကိုမြင်လားမသိဘူးအကယ်၍ကျွန်တော်ရဲ့ဒီနားထဲကနံရံမှာရှိနေတဲ့ကျွန်တော်ဒီ cells တွေကပေါ့နော်တပြေးပြေးနဲ့တက်ကြီးလာပြီးတော့တည်ရတယ်ဆိုရင်သူအောက်ကနေပြီးတော့ကျွန်တော်တို့ဆဲအတစ်တွေကဘယ်လိုမျိုးလာပြီးတော့ပြန်ပွားလဲဆိုတော့သူကအထဲကနေအပြင်ကျွန်တော်ဒီ direction အတိုင်းဆဲအတစ်တွေကသူကပွားလာတာပေါ့နော်အဲ့လိုမျိုးပွားလာတဲ့အတွက်ကြောင့်ကျွန်တော်နှစ်ဖာကြီးကကျွန်တော်ဒီနေရာမှာလာပြီးတော့စုဖို့ကကျွန်တော်အရန်ခဲရင်ပါတယ်သူကများတော့အဖြစ်နှစ်ဖာကြီးကကျွန်တော်ဒီနေရာလေးမှာကျွန်တော်စုတက်တာပေါ့နော်ဘာလို့ဆိုရင်ကျွန်တော်ဆဲအတစ်ရလည်းအပြင်ဘက်ကိုတွန်းတယ်ပြီးတော့ကျွန်တော်ဒီနှစ်ဖာကြီးကိုဖြစ်စေတဲ့ကျွန်တော်ဒီအရေထုတ်တဲ့ gland လေးကလည်းကျွန်တော်ဒီအထဲမှာမရှိပါဘူးဒါတွေကကျွန်တော်နားရဲ့အပြင်နားလေးမှာပဲရှိတာပါဒီတော့ကျွန်တော်ရဲ့နားကသူ့ဟာနဲ့သူ့ system နဲ့အတိုင်းသူလဲပတ်နေရဆိုရင်တော့ကျွန်တော်ပြဿနာမရှိပါဘူးဒါပေမဲ့မဟုတ်ကျွန်တော်နှစ်ချက်တန်နဲ့တွားပြီးတော့ကြက်လိုက်တဲ့ခါမျိုးမှာဆိုရင်တော့ကျွန်တော်ဘယ်လိုမျိုးပုံစံဖြစ်မှာလဲဆိုတာဆက်ကြည့်အောင်ပုံမှန်ဆိုရင်ကျွန်တော်ရဲ့ဒီနားထဲမှာပေါ့နော်နှစ်ဖာကြီးနည်းနည်းပါရှိရဆိုရင်တော့လုံးဝပိတ်မသွားဘူးဆိုရင်တော့ကျွန်တော်အတန်လိုင်းတွေကဖြတ်သွားပြီးတော့ကျွန်တော်ရဲ့နားကအတန်ကိုကြားနိုင်တယ်ပေါ့နော်ကျွန်တော်ရဲ့နားကကျွန်တော်နှစ်ဖာကြီးတွေကိုကျွန်တော်အထဲနဲ့အပြင်သူကနေသူသဘာဝအတိုင်းကျွန်တော်တွန်းထုတ်တာပေါ့နော်ခုနပြောသလိုမျိုးအဲ့လိုမျိုးတွန်းထုတ်နေတဲ့အချိန်မှာကျွန်တော်ကနှစ်ချက်တန်နဲ့တွားပြီးတော့ကြက်လိုက်တဲ့လို့ကြောင့်မလို့ကျွန်တော်ရဲ့နှစ်ဖာကြီးကိုအထဲကိုတွန်းတယ်လို့မျိုးပုံစံဖြစ်လာတာပေါ့နော်ဒီတော့ရက်ရှည်လာတဲ့အများကျွန်တော်နှစ်ဖာကြီးကတဖြည်းဖြည်းနဲ့ပြည့်လာပြီးတော့ကျွန်တော်နားတစ်ခုလုံးပိတ်သွားတာဖြစ်သွားနိုင်ပါတယ်အဲ့ဒီမျိုးပိတ်ထားတဲ့အခါမှာဆိုရင်ကျွန်တော်နားကတိတ်ပြီးတော့မကြားတော့တာလို့ဘာလို့ဖြစ်နိုင်တာပေါ့နော်ဒါကတော့နှစ်ချက်တန်နဲ့ကြက်တယ်ဆိုရင်ကျွန်တော်ဖြစ်လာနိုင်တဲ့ပြဿနာတစ်ခုပေါ့နော်နှစ်ဖာကြီးပိတ်တာပေါ့နော်နောက်ထပ်တစ်ခုကတော့ကျွန်တော်ပို့ပြီးတော့အန်တီများပါတယ်တချို့တွေကကျွန်တော်ဒီနှစ်ချက်တန်နဲ့တွားပြီးတော့ကြက်တဲ့အခါမျိုးမှာဆိုရင်သူကလက်လွန်ပြီးတော့ကျွန်တော်ဒီနားစီကိုတွားပြီးတော့ထိရတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်အန်တီရှိပါတယ်ဘာလို့ဆိုတော့နားစီကတော့အရန်ပါတယ်ဗျာအရန်ပါတဲ့အတွက်ကြောင့်မလို့သူကအပြင်ကပစ္စည်းတွေနဲ့အထိခိုက်မခံပါဘူးနည်းနည်းလေးထိလိုက်ရင်လည်းသူကပေါက်နိုင်ရှိတာပေါ့နော်အကယ်၍ဒါနားစီပေါက်ထားတယ်ဆိုရင်ကျွန်တော်ကအတန်ကောင်းကြားနိုင်မှာမဟုတ်တော့ပါဘူးဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့နားကိုနှစ်ချက်တန်နဲ့တွားပြီးတော့မကျက်သင့်ပါဘူးခင်ဗျာဒီဗီဒီယိုမှာကျွန်တော်အများကြီးသိသွားပြီထင်တယ်ကျွန်တော်နားရဲ့ဖွဲ့စည်းပုံတွေရောအတန်ဖြစ်ပေါ်လာပုံတွေရောစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ပြီးတော့ကျွန်တော်နှစ်ဖာကြီးဖြစ်ပေါ်လာတဲ့ပုံတွေပြီးတော့နားကသူ့ဟာနဲ့သူမပိတ်အောင်လို့သူကဘယ်လိုမျိုးစနစ်နဲ့လဲပတ်နေရလဲပြီးတော့နောက်ဆုံးအနေနဲ့နှစ်ချက်တန်နဲ့ထိုးရင်ရောကျွန်တော်နားမှာဘယ်လိုမျိုးပြဿနာတွေဖြစ်နိုင်ရလဲဆိုတော့ပတ်သက်ပြီးတော့အကုန်သိသွားကြပြီထင်ပါတယ်ဒီဗီဒီယိုကြည့်ပြီးတော့မိမိရဲ့ပတ်ဝန်းကျင်မှာနှစ်ချက်တန်နဲ့နားချက်တဲ့လူရှိတယ်ဆိုရင်သူတို့စီကိုဒီဗီဒီယို share ပေးလိုက်ပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ